Okay ဒီနေ့ကတော့ကျွန်တော်စီမှာ live follower ပဲတူပေးတာလားlive follower တူနေတဲ့တိုင်းကမရှိဘူးလားဒါမဲ့တွေ့အတွက်ကျွန်တော်စီမှာ live follower တွေကိုကိုယ်တိုင်လည်းတူချင်တယ်ဆက်လာအနေနဲ့လည်းပြန်ရောက်ချင်တဲ့တွေ့အတွက်ကျွန်တော်စီမှာ live follower တူနေတဲ့တိုင်းရှိပါတယ်တဲ့တိုင်းကြီးကရောဘလားလဲဆိုရင်ကျွန်တော်တဲ့တိုင်းကြီးက1000ခွဲပဲယူပါတယ်တဲ့တိုင်းကြီးက1000ခွဲဆိုပေမဲ့ကျွန်တော်တို့တဲ့တိုင်းတက်ပြီးရင်ဒီတက်အများတဲ့ပုံစံကိုပြန်ရှာလို့ရတယ်အားလုံးကိုလည်းဝင်ရစီချင်လို့ကျွန်တော်ဒီ data လေးကိုလွှဲရတာပဲဖြစ်ပါတယ်ကျွန်တော် data တိတ်ဖို့တွဲပါတယ်လို့အားလဲဆိုရင်ကျွန်တော်ပုံစံလုံးရှိဖို့လိုတယ် internet ရှိဖို့လိုတယ် telegram ကောက်တစ်ခုရှိဖို့လိုတယ်ဘာဖြစ်လို့လဲဆိုရင် data ကို telegram ကနေတင်ပေးပါတယ်ကျွန်တော်နောက်ဆုံးတစ်ခုကကြတော့ယူတော့မှုရှိရမှာပေါ့နော်ဟာရမအဲ့လိုမပြောနဲ့လေကွာကျွန်တော်တို့ data တက်တာမှမဟုတ်ဘူးကျွန်တော်ပဲအရာပဲလေလောက်ယူတော့မှုရှိရမယ်ပြီးရင်ကျွန်တော် data ကနေပါရတင်ပေးမှလဲကျွန်တော် website data ကနေ website account ခုဘယ်လိုရှာရမလဲပြီးရင်ကျွန်တော်အယောင်နီး idea တွေကိုဘယ်လိုထွက်ရမလဲအယောင်ဖို့ idea တွေကိုဘယ်လိုရရမလဲဘယ်လိုထွက်ရမလဲပြီးရင်ကျွန်တော်ဘယ် platform မှာဘယ်လိုရရမလဲတချို့တူဆိုရင် TikTok ကိုအားတာတယ်ပေါ့နော်ကျွန်တော်ဆိုရင် Facebook အားတာတယ်အဲဒါကြောင့်မလို့ကျွန်တော် video တွေကို Facebook မှာပဲတင်ပြတယ်ဒီ video လေးကဒီလောက်ပါပဲနောက် video မှာပြန်တွေ့ကြမယ်အားလုံး see you bye bye ပါ